မင်္ဂလာပါမိတ်ဆွေဒီနေ့မှာတော့ကျွန်တော်သိထားတဲ့ကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအပိုင်း6အနေနဲ့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အပိုင်း9မှာတော့ကင်မရာလန့်6မျိုးရဲ့အကြောင်းကိုပြောပြပေးခဲ့တာဖြစ်တယ်အခုအဲ့ဒီကင်မရာလန့်6မျိုးကိုဘယ်လိုစီးနေရိုက်တဲ့အခါမှာအသုံးပြုလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ် H3 wide lens ခေါ် fisheye lens ကိုတော့အခုလိုစီးနေရိုက်တဲ့အခါမှာအသုံးပြုပါတယ်wide lens ကိုတော့အခုလိုစင်းတွေရိုက်တဲ့အခါမျိုးမှာအသုံးပြုပါတယ်standard lens နဲ့ရိုက်တဲ့ဆင်းတွေကတော့အခုလိုဆင်းမျိုးတွေဖြစ်ပါတယ်Telephoto lens ကိုတော့အခုလိုဆင်းမျိုးတွေရိုက်တဲ့အခါမှာအသုံးပြုပါတယ်macro lens ကိုအသုံးပြုတဲ့ဆင်းတွေကတော့အခုလိုဆင်းတွေပါရှစ်လန့်ကိုတော့အခုလိုစင်းတွေရိုက်တဲ့အခါမှာအသုံးပြုပါတယ်ကဲအခုဆိုရင်တော့ကင်မရာလန့်6မျိုးကိုဘယ်လိုစိမ်းတွေရိုက်တဲ့အခါမှာအသုံးပြုလဲဆိုတာကိုပြသခဲ့ပြီးသွားပြီဆိုတော့နောက်လာမယ့်အပိုင်းခွန်မှာကင်မရာတစ်လုံးလက်ထဲရောက်လာရင်မိတ်ဆွေအနေနဲ့
မဖြစ်မနေသိထားရမယ်အချက်၄ချက်ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့နောက်လာမယ့်အပိုင်းခွန်မှာပြန်ဆုံမယ်ဗျာ